Hello အားလုံးပဲမင်္ဂလာပါဗျ။ဒီလိုပဲရှင်းမပြန်လို့ကြိုဆိုပါရစေ။ဒီတော့ကျွန်တော်တို့ e-bike တွေထဲကနေပြီးတော့အသေးစား e-bike တွေပေါ့တော်တော်လေးနိုင်ပဲမော်တာလေးကတော့နော် share ဒီလေးပဲကြီးလေးလေးနဲ့တော့ဒီကောင်လေးကခောက်ကိုတယ်နော်ဒီစည်းလုံးကိုသေးလေးဖြစ်အောင်ခောက်သိမ်းမိလို့ရတယ်။တော့ဒီဟာသူအကုန်လုံးစုံချက်တွေပါမယ်နော်သူ short ပါတယ်နော်ဒီကောင် short နဲ့သူ original short ပါနော်လုံးဝ share short နဲ့နောက်ကျွန်တော်တို့ဗရိအလာမီတွေပါတယ်အကုန်လုံးပါမယ်ပြီးသွားရင်ဒီတော့အကုန်လုံးဒီတော့ခောက်ကိုနဲ့လာမယ်နောက်ကကျတော့ဒီတော့ချင်းနဲ့ဆွဲမယ်ချင်းဆွဲနေပေါ့နော်ဒီတော့နင်းတုံးလေးပေါ့နော်ကျွန်တော်တို့ဂျပန် on နင်းတုံးဖိတ်လေးပေါ့နော်လုံးဝ share ချင်းမှာကျွန်တော်တို့မီးလေးပါတယ်အကုန်ထည့်ပေးရတယ်နော်ကလေးဒါသူ original ကလေးတွေနော်ဗရိရိုင်းနေပါတယ်ခေါင်းကဗရိကိုအ short တင်းကိုသူဟိုအနောက်ရဲ့လက်ထုတ်ပြီးလောက်ကြမလို့ဒီကနေပြီးတော့ short တင်းလောက်လိုက်လို့ရတယ်နော်ဒီအပီးလေးရတယ် short ပြီးအပြင်တက်လို့ကိုမကိုချိန်လို့ရတယ်ဗရိတွေကနော်လုံးဝ share ဒါတော့ဗရိထည့်ပြီးဒီမှာဗရိထည့်ပြီးတော့စီးရမှာပေါ့နော်ဗရိထည့်မဲ့နေရာလေးလည်းပါတယ်လုံးဝ share တယ်ဒီကောင်လေးကရိုးရိုးဘိန်းမဟုတ်ဘူးဒီကောင်လေးကပတိဘိန်းမှာပတိ e-bike ဘိန်းလေးပေါ့တော်တော်လေးကိုမိုက်တယ်ပေါ့နော် quality တော်တော်လေးကိုကောင်းတယ်လုံးဝရှာရှာပပဘိန်းလေးပေါ့နော်ရှာရှာပပဘိန်းလေးလိုချင်တဲ့ဆရာတွေအတွက်ဒါလေးရှိမယ်နော်လုံးဝ share လေးတော့လေးကဒစီလုံးခောက်ထားတဲ့ပုစက်လေးကိုကျွန်တော်ဗီဒီယိုထဲမှာပဲတစ်ခါတည်းပြပေးမယ်တော့ဒစီလုံးသေးသေးသက်လေးခောက်လို့ရတယ်ဒီကြောင့်အိတ်လေးတစ်လုံးလောက်ပဲနေရာယူရပေါ့နော်အဲ့လောက်လေးနဲ့ခောက်ပြီးပယ်ခြင်းတဲ့နေရာပယ်သွားလို့ရတယ်ပေါ့နော်တော့ share လေးနော်ရှာရှာပပဘိန်းလေးပါကျွန်တော်တို့ program ဘိုင်းမှာလာရောက်ဝယ်ယူလို့ရပါပြီဒီအောင်လေးကိုမှာယူမယ်ဆိုလို့ရှိရင်လည်း Viber ကနေပြီးတော့မှာလို့ရတယ်ဖုန်းဆက်ပြီးတော့လည်းမှာလို့ရပါတယ်နော်သေးသေးလေးပဲ site လေးကလည်းသေးသေးလေးဒီအောင်လေးကနင်းတုံးလေးပေါ့နော်ဂျပန် on နင်းတုံးလေးပဲရှေ့ကကျွန်တော်မီးတွေပါတယ်ပြန်ထည့်ပြရတယ်နောက်မှသူ original မီးတွေပါတယ်ကျွန်တော်သေချာအောင်မီးလေးပါမှာတော့ပြန်ထည့်ပြရနော်နောက်မီးလေးပါလေးလည်းအကုန်အစုံပါပါမယ်နော်ခောက်ရတဲ့ဥစ္စာလေးကိုလေကျွန်တော်ဒီခါလေးခောက်ပြီးတော့ခါလေးပြပေးမယ်နော်ဒီလုံးဝရှန်လက်သက်ဆွဲပဲပေါ့နော်လက်နဲ့တကိုင်းစာလေးပဲကျွန်တော်တို့ခေးဆောင်အိတ်လေးတစ်လုံးစာတော့မရှိဘူးနော်တော်တော်လေးကိုပေါ့မယ်ပေါ့ပါလေးပေါ့နော်ဒီပေါ့ပါလေးနဲ့လုံးဝဟို site လေးရတယ်လုံးဝတစ်ကလေးပဲနော်မော်တာရတယ်လုံးဝလေးရှင်းမော်တာကြီးရနော်တော့ခောက်လိုက်ရတယ်ဒါတော့ဟန်တယ်ထပ်ခောက်လို့ရတယ်ဟန်တယ်ကိုကျွန်တော်ဒါမခောက်ပေးသေးဟန်တယ်ကဒီတိုင်းနဲ့နောက်တစ်ဆင့်ထပ်ပြီးတော့ခွေးလို့ရတယ်နော်ဟန်တယ်ကလည်းအရှင်းနဲ့ဒီလေးပါလေသူကလည်းပါမယ်ကျောင်းလေးကပတိဘိန်းနေနော်ဒီလိုဘိန်းမဟုတ်ဘူးပတိဘိန်းလေးပါပတိဘိန်းလေးကျောင်းလေးကျွန်တော်24 volt နင်းတုံး original ဂျပန် on နင်းတုံးလေးနဲ့တာမယ်နော်ဒီစီကလုံးဝ shade ဒါဥဒါခောက်ပြီးတာပုံလေးပေါ့နော်မခောက်တဲ့ဥစ္စာလေးလည်းကျွန်တော်ပြတာခောက်ထားတဲ့ပုံစံဒီဇိုင်းလေးဒါပြပေးရပါတော့ဒီလိုလေးတစ်လေးပဲဘယ်မှာပဲထက်နောက်ဆုံးခရီးဆောင်အိတ်ထဲထည့်အောင်မဝင်နေဗျာအဲ့လောက်ပြီးသေးတယ်ပေါ့နော် site လေးကတော်လေးကိုသေးမယ်ဒါကသူ့ပတိခွက်လေးပေါ့နော်ဒီမှာပတိထည့်ရပါပေါ့နော်ပတိလေးထည့်ပြီးတော့တန်းပြီးတော့စီးရမှာပေါ့ဒါလေးကလုံးဝ share ပေါ့သူပတိမပါတဲ့ဒီကောင်လေးက original chain နဲ့သွားတယ်ပေါ့နင်းလို့ရတယ်ပေါ့နော်chain ရရင်လုံးဝအထက်ထဲမှာလုံးဝအပြောက်ပဲနော်လုံးဝပယ်နေလေးပါရစခောက်လို့ရတယ်ဗျာဟောဒစီလုံးနဲ့အဲ့လိုမျိုးခောက်လို့ရတဲ့ဘိန်းတွေပေါ့နော်